ဖိစံလေးတွေကိုအစာကျွေးရင်ဘယ်လိုကျိုးတွေရလဲရောက်လာတဲ့ခွေးကြက်ဝက်ကြီးအစာရည်တဲ့တိရစ္ဆာန်လေးတွေကိုငါးဤကောင်းမှုသည်နောင်ကချမ်းသာဒုက္ခလုံးငါဖြစ်ပါစေတည်းလို့တောင်းတပြီးတော့တဲ့ကျွေးမွေးတနတ်စာဝလင်းအောင်ကျွေးမွေးလူတန်းမယ်ဆိုလို့ရှိရင်တဲ့ဘဝတရားတိတိလက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဆိုတဲ့အကျိုးတရားတွေကိုရရှိမှာပဲဖြစ်တယ်လို့မိန့်တော်မူထားပါတယ်။ဒါပေမဲ့ဒီနေရာမှာလက္ခဏာတမနာအစာရည်တော်ကုံကြောင့်တော်၎င်းမိမိတို့ရဲ့စီးတဲ့ဥစ္စာတို့ကိုစောင့်ရှောက်ပေးခြင်းကြောင့်ကျေးဇူးဥပက္ခရာကြီးဆွမ်းမြင့်တော်၎င်းတိရစ္ဆာန်တွေကိုမွေးမြူပြီးတော့ကျွေးမွေးခြင်းတွေမွားမလင်းကျွေးမွေးခြင်းတွေအကျိုးမြော်ကိုပြီးတော့ပေါ့ကျွေးမွေးခြင်းတွေကိုဒီနေရာမှာမယူပါဘူး။ဘာလို့ဆိုရင်ဒါနရဲ့အမတ်လက္ခဏာအမတ်တေတာကင်းလို့တဲ့အဲ့ဒါတွေကိုဒီနေရာမှာအကျုံးမဝင်ပါဘူးအဲ့ဒါတွေကိုယူလို့မရပါဘူး။အဲဒီတော့မိမိတို့အနေနဲ့စေနာတန်တန်နဲ့ရောက်လာတဲ့စောစောပြတိရစ္ဆာန်လေးတွေကိုကျွေးမွေးယူထားမယ်ဆိုလို့ရှိရင်စောစောပြတဲ့ကြိုးကျေးဇူးတွေကိုဒီကံမဟုတ်ရှာရရှိမှာပဲဖြစ်ပါတယ်။တခိနာဥပ္ပင်္ဂတုံနဲ့ဖွင့်မှာတတ္တနာနာသိသနာကလေးဒါနံတတ္တဝါတတကုဏတခိနာပါတိခင်ကြီးတက်ပါလို့ဒါဆိုရင်ရောက်လာတဲ့တိရစ္ဆာန်လေးတွေကိုစေနာတန်တန်ဖြင့်ဒါနပြုရင်ကုသိုလ်တရားပွားများနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်